အခုသွားမဲ့ခီးရတော့ငှက်တက်ဖို့သွားရိုက်မဲ့ခီးဖြစ်ပါတယ်မနက်၈နာရီပေါ့နော်တောင်ကြီးကနေစထွက်တယ်မနက်စာစားပြီးတော့ဒီတောင်ကြီးကနေစပြီးထွက်တာဖြစ်ပါတယ်တောင်ကြီးကနေညောင်ရွှေနားမှာရှိတဲ့နတီကန်ပေါ့နော်နတီကန်မှာရှိတဲ့ငှက်ကိုသွားဖြစ်တယ်အဲ့ငှက်ကဂျပန်ငှက်လို့ခေါ်ကြတယ်ဖီဇက်တီဂျာကန်နာပေါ့နော်ဖီဇက်တီဂျာကန်နာလို့ခေါ်တဲ့ဂျပန်ငှက်ကိုသွားရိုက်မှာဖြစ်တယ်တော့နတီကန်ထဲမှာခုချိန်မှာအများကြီးဟိုရောက်နေကြတယ်ပေါ့နော်ဒီချိန်မှာသူကအလှဆုံးပဲခုဆိုရင်ရွှေညောင်လန်းစုံရောက်ပြီးရွှေညောင်လန်းစုံကနေညောင်ရွှေနားမှာရှိတဲ့နတီကန်ကိုသွားနေရဖြစ်ပါတယ်အဲ့ဒီကန်ထဲမှာဆိုရင်အဲ့နာဂျပန်ငှက်တွေပေါ့နော်ဂျပန်ငှက်တွေကအမီးတောင်ရှိတအားလှနေပြီသူကအမြဲတမ်းအဲ့လိုမျိုးအမီးရှိမနေသူကဒီအချိန်မှာပေါ့နော်ဟိုသူအမီးတောင်အရောက်နေတအားလှခုဆိုရင်ကင်မရာကိုပြင်ဆင်နေပြီပေါ့နော်ရက်ကွေးလုပ်ဖို့အတွက်ပြင်ဆင်နေဖြစ်ပါတယ်ခုအနေထားကတော့ငှက်ရိုက်ဖို့ခုနေတာငှက်ရိုက်ဖို့ ready တော့ဖြစ်ပြီပေါ့နော်ခုနေတာငှက်ရိုက်ဖို့ ready တော့ဖြစ်ပြီဒါပေမဲ့ဒီဟိုကန်ထဲမှာကဒီငါးဖမ်းတဲ့လှေတွေရှိနေတာပေါ့ငါးဖမ်းတဲ့လှေရှိနေတော့ငှက်ကအနားရောက်ရင်ထပြန်သွားအဲ့လိုဖြစ်နေတာအခုကငှက်ကတော့ရှိနေဒီနေ့လာရတဲ့ငှက်ကဟိုပါပေါ့ Fisas Day Jakarta ငှက်ကိုလာရတာဖြစ်ပါတယ်ကြော်ဒီမနက်ကဆင်းလာပါတော့အခုမှရောက်တယ်ဟိုပါပေါ့ဒီရိုက်ဖို့အခုလက်ရှိပြင်ဆင်တာပါညာတော့ပြီးသွားပြီအခုကတော့ဒီရိုက်ဖို့လုပ်တဲ့အချိန်မှာငါးဖမ်းလှေရှိရနော်လှေနဲ့အကက်ခံနော်သူတို့မကြောက်ဘူးဒါပေမဲ့သူတို့ကရေကိုဘန်းရိုက်လိုက်ပြီဆိုတော့ထပြေးအဲ့လှေတွေတော့ရှင်းနေပြီအဲ့လှေနာကိုအလိုက်တော့ရမယ်ခုကကျွန်တော်တို့ကတော့ဒီရိုက်ဖို့ပြင်ဆင်ပြီးပေါ့နော် ready ဖြစ်ပြီပေါ့အဓိကငှက်အနားကပ်ဖို့လိုတယ်နည်းနည်းဝေးတယ်နော်ဒီနားလောက်ဒီဒီရေစက်လောက်ဒီကတ်လာတော့အဆင်ပြေမယ်နော်အဲ့လားဆိုဒီတေးရမယ်ဝေးတယ်ဟိုဘက်ရေမော်ရဲ့ဟိုဘက်ရောက်သွားဆိုဝေးတယ်ဒီနားဒီကတ်လာဒီစောက်ပါဘယ်နည်းစက်လို့ကျွန်တော်ဒီနားဒီပင်နဲ့ဟိုပင်နဲ့လိုပဲဟိုခွာချက်ယူနေအဲ့တော့ဒီနေ့ကတော့ Fisas Day Jakarta ပေါ့ဂျပန်ငှက်ကိုရိုက်ဖို့ဒါစောင့်နေအနေထားခုပေါ့မနေ့ကလည်းရိုက်တာပုံ900ကျော်သွားတယ်ရဟာဇယ်ရိုက်တာ900ကျော်သွားဒီနေ့ကတော့အခွင့်တာရင်တော့ရိုက်ခွင့်တာရင်တော့ပုံကောင်းလေးရမယ်ထင်တာပဲဟိုမှာသွားရတွေ့တာဟိုရောက်တရောက်မရဘူးခဏပဲကက်ခံတာပြင်ဒီကောင်ကြာထပြန်သွားလေဒါဒီနားပဲပြန်လာတယ်ဒီနားတော့ပြန်လာတွေ့လိုက်မှာဝဲနေရလေဒီနေ့ကဟိုပါပေါ့တောင်ကြီးနဲ့ကဒီနေရာနဲ့ကဒီရေကန်နဲ့ညောင်ရွှေဟိုကမိနစ်40လောက်တော့မောင်းရတယ်ဒီနားလေးပေါ့နော်ဆိုင်ငယ်နဲ့ပေါ့ high speed နဲ့ဆိုတော့မိနစ်40လောက်ဆိုရပါတယ်40လောက်မောင်းရောက်တယ်မနေ့ကကြော်ကြတဲ့နေ့လယ်ပိုင်းနေ့ကမိုက်တယ်3နိုင်ဝန်းကျင်လောက်လိုက်တင်လေးကောင်းအဲ့ချိန်လေးမိုက်တယ်ဒီနေ့လေးနေရရိုက်မဲ့နေရနဲ့ against ဖြစ်နေဘာဖြစ်ပေါ်တော့ငှက်လာတော့ရိုက်ရမှာပဲ against နေအကတ်တွေမတည်ဘူးပေါ့နော်နေရာရွှေ့ခွင့်မရှိဘူးဒီပေါင်ဘွားနေပဲကျွန်တော်ဒီကောင်ကဒါပေါင်ကြီးထိုင်နေတဲ့နေရာကံပေါင်ကြီးပေါ့အဲ့ကံပေါင်ဘွားပဲထိုင်နေရတာအရှိတူလဲရေပဲရှိရတယ်ဆိုတော့ဒီနေ့ငှက်ရိုက်တဲ့ခီးစဉ်ကတော့ငှက်ရမရဘူးလောဆန်သူကနေပူနေပြီအရေးမရှိဘူးအပင်ရိတ်ကနေပြောက်ထိုးနေမရအောင်ဟိုကတော့ခုချိန်ကတော့အဲ့ဒီဂျပန်ငှက်ကတော့တော်တော်လေးလှ
ကြာပါနဲ့ငါကတော်တော်လေးလာအောင်လေအဲ့ဒါဘယ်လိုလုပ်ကြမလဲကြောကြအောင်ဘယ်လိုလုပ်ကြရမှာဟုတ်တယ်ဘယ်လိုလုပ် ရှ လဲ င်းနေစောင့်ကြည့်ရတော့မှာမတတ်နဲ့ အချင်းစောင့်ကြည့်ရအောင် 9မိနစ်ပြအောင်မနေနိုင် မနေနိုင်ဘူးမလေးယူအောင်တော့ပြောပြက်ကုန်ပါ ရိုက်ထမှာပဲ ဆိုတော့ကျွန်တော်တို့ နားနေနေပြီးတော့မှရှင်းနေကြည့် ခုလာ3ယောက်လာတယောက်ကတော့မှလှေသွားရှာနေကံရင်ပြီးပူလောင်လောင်ကြီးဟိုလှေနဲ့သွားဖို့ထပ်စီစဉ်သေးတယ်အဲ့ဒါလှေနဲ့သွားမဲ့အစီအစဉ်နဲ့ပါသေးရပါတော့လက်ရှိမှာအဲ့ရေကန်တော့မကတ်နိုင်ဘူးဘယ်လိုပဲပြောတို့တောက်မခံနိုင်ဘူးမခံစားနိုင်ဘူးပေါ့နော် တော့ခွာရရတယ်သူက ကွာတာပေါ့ဆိုတော့ကားလေးတူပြီးသွားနေတယ်ကြည့်လိုက် အဲ့ကလည်းနေလည်းစောင်းပါပဲ နေဆောင်ပါပဲနော် ခုတ်ဖက်ပါ ဆိုတော့ဒီဘက်ကစဘာကင်းကြီးကြည့်ပြီးတော့အနားယူတယ်ပေါ့နော်။ဘာငတ်မှတော့ဒီဘက်မှာမရှိဘူး။စိတ်ပိုင်မြောင်းနေကြီးဆင်းချိုးလို့ရတယ်ပေါ့။မြောင်းနေကြီးဆင်းချိုးလို့ရတယ် ဒီကူပါပဲရတော့ ။ခန်းစားချက်လေးပြောပါဦး တွေးတော့တွေးပါတယ် ။တွေ့တယ် မြင်သာမြင်မကျင်ရဘူး ငှက်တော့တွေ့တယ် တွေး ။ဒါပေ မြင်သာမြင်မကျင် မဲ့ လဲ အနားမကတ်နိုင်ဘူး ကတ်နေအရန်ပဲပူလို့တတ်နိုင်ဘူး ။အဲ့တော့ကျွန်တော်တို့ကဒီနေ့ကပွိုင်တော့အကျိုးမခံဘူးနော်။အချိန်တစ်ခုထပ်ဆောင်ပါပေါ့။အချိန်တစ်ခုထပ်ဆောင်ပြီးတော့မှတိုင်းမရောက်ခုချိန်အနေထားကံရင်ပြင်းငှက်ရှိတဲ့ကံရင်ပြင်းတစ်ခုလုံးကငှက်ရှိတဲ့ကံရင်ပြင်းတစ်ခုလုံးကလောင်မြိုက်နေတာပူလောင်နေတယ်ဘယ်လိုမှမခံစားနိုင်ဘူးမရိုက်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုအချိန်တစ်ခုထပ်ဆောင်မယ်အရေးရရင်အဲ့နားလေးမှာသွားထိုင်ဆောင်ပြကြရမှာပေါ့လက်ရှိအနေထားတော့ရာသီဥတုကတအားပူတာညောင်ရွှေဘက်မှာလေ